Start celebrate များအားလုံးပဲမင်္ဂလာပါရှင်။ယခုတစ်ခေါက်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာလေးကတော့လေယာဉ်ရုတ်တရက်နေဆင်းမှုဖြစ်ပွားခဲ့ပြီးနောက်လေယာဉ်မှုအားလုံးကိုမူရစ်စစ်ဆေးရန် Air India ညွှန်ကြားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။လေယာဉ်ပြန်တန်းနေစဉ်အမြင့်ပေရုတ်တရက်ထိမ့်မရပဲကျဆင်းသွားတဲ့ဖြစ်စဉ်အတွင်းလေယာဉ်မှုကြီးတဦးစီမှာဆေးကြောက်သုံးဆွဲထားကြောင်းအဖြစ်ထွက်ခဲ့ပြီးနောက် Air India လေကြောင်းလိုင်းကလေယာဉ်မှုအားလုံးကိုမဖြစ်မနေမူရစ်စစ်ဆေးမှုတွေပြုလုပ်ရမယ်လို့ကြာသပတေးနေ့မှာထုတ်ပြန်လိုက်ပါတယ်။ပုံမှန်စီးမြင်တွေအရတော့လေကြောင်းလိုင်းတွေဟာလေယာဉ်အဖွဲ့ဝင်10ရာခိုင်နှုန်းကိုပဲတစ်နှစ်ကိုတစ်ကြိမ်မူရစ်ဆေးဝါးစစ်ဆေးမှုတွေပြုလုပ်လေ့ရှိတာပါဒါပေမဲ့ယခုအချိန်မှာတော့စီးမြင်စည်းကမ်းတွေအရခွင့်မပြုထားတဲ့ဆေးဝါးတွေသုံးစွဲထားခြင်းရှိမရှိအဖွဲ့ဝင်အစည်းအဝေးအတွင်းကလေယာဉ်မှုအားလုံးကိုမဖြစ်မနေစစ်ဆေးသွားမှာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဩဂုတ်၄ရက်တုန်းကထိုင်းနိုင်ငံဖူးခက်မြို့ကနေနယူးဒေလီကိုပြန်တန်းလာတဲ့ Airbus A320 လေယာဉ်တစ်စင်းဟာပြန်တက်ပြီးမကြာမီမှာတဲ့အမြင့်ပေ62မီတာရုတ်တရက်နှိမ့်ဆင်းသွားခဲ့တာကြောင့်အနည်းဆုံးခရီးသည်24ဦးဒဏ်ရာရရှိခဲ့ပါတယ်ဒေသတွင်မီဒီယာတွေရဲ့ဖော်ပြချက်အရအဓိကလေယာဉ်မှုကြီးဟာဆေးကြောက်သုံးခဲ့တာဖြစ်ပြီးဒုတိယအကြိမ်အတီးပြုတ်စစ်ဆေးချက်မှာစစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်Air India ကတော့အဲ့ဒီစစ်ဆေးချက်ရလဒ်တွေကိုသူတို့စီတရားဝင်မပေးပို့သေးဘူးလို့ပြောပါတယ်။အိန္ဒိယစုံစမ်းစစ်ဆေးသူတွေကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့သက်သေအထောက်အထားတွေကိုအသေးစိတ်စစ်ဆေးနေပြီး Airbus ကုမ္ပဏီနဲ့ပြင်သစ်လေကြောင်းဘေးကင်းလုံခြုံရေးအေဂျင်စီ BEA တို့ကလည်းကူညီပေးနေပါတယ်။